မဲဤစခရဂိမ်းကနေပြီးတော့လူချင်းမင်းတယောက်ချင်းစီတိုင်းကိုကြိုးဆိုပါရခင်ဗျာပထမအဆင့်အနေနဲ့ကျွန်တော်တို့ပါဝင်ကစားရမယ့်ဂိမ်းရဲ့စီမင်းစည်းကမ်းတွေကိုပြောပြမှာဖြစ်ပါတယ်ခုရှေ့မှာမြင်တွေ့နေရတဲ့ရုံမတချင်းစဆိုတဲ့အခါမှာလူချင်းမင်းတို့အားလုံးလှုပ်ရှားနိုင်မှာဖြစ်ပြီးတော့ရုံမအတန်ရက်သွားလို့ရှိရင်လည်းလူချင်းမင်းတို့အားလုံးရက်တန့်ပေးရမှာဖြစ်ပါတယ်အချိန်သတ်မှတ်ထားတဲ့အချိန်တွင်းမှာသတ်မှတ်ထားတဲ့စီးမင်းတွေကိုဝင်ရောက်နိုင်တဲ့သူကနိုင်ရရှိမှာဖြစ်ပြီးတော့အကြောင်းမျိုးမျိုးကြောင့်လှုပ်ရှားသွားခဲ့တဲ့သူတွေကတော့ဂိမ်းကနေထုတ်ပယ်ခြင်းခံမှာဖြစ်ပါတယ်။စုကြီးနေတယ်ဘာရမှာလဲ။စုကြီးကကြတော့ကျွန်တော်တို့အကြီးစီစဉ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အနိုင်ရရှိတဲ့သူထွက်ပေါ်လာမှသာလျှင်ကျွန်တော်တို့ကဒီစုကိုချပြမှာဖြစ်ပါတယ်။နိုင်ရရှိတဲ့သူက2ယောက်ဆိုလို့ရှိရင်တော့1ယောက်တစ်ဝက်စီညီမျှဖွဲ့ပေးမှာဖြစ်ပါတယ်ခင်ဗျာ။လူကြီးမင်းတို့အားလုံးစင်းနေဖြစ်ပြီဆိုရင်ကျွန်တော်တို့မဲအီစခရက်ဂိမ်းလေးစပါမယ်။ဘာဖြစ်တော့ရုံမမျက်နှာမြင်ပြီးလန့်လဲသွားတာဟမ်ဒီလောက်ချစ်စရာကောင်းတဲ့မျက်နှာလေးများလက်လဲရတယ်လို့ဟမ်တခါတည်းအသက်ထွက်သွားပါပြီတခါတည်းဂိမ်းတိုင်းနဲ့ဆွတ်ထုတ်ဒီပုံစံတိုင်းဆိုရင်ရိုးရိုးထုတ်လို့မရပါဘူးကရိန်းခေါ်မှရပါမယ်ကရိန်းမကလို့ဗတ်ဖိုးနဲ့မဖြစ်ဖြစ်တခါရအောင်ဆွတ်ထုတ်ဘာနိုင်လို့အယုံမအောင်မြင်ပြီးတော့ကြောက်လို့ချီးထွက်သွားတာဟမ်ဂိမ်းနဲ့လာပြီးချီးထွက်ကြတယ်တက်တရီကိုမရှိဘူးတခါတည်းအသက်ထွက်သွားပါပြီနိုင်တယ်အဲ့ကောင်ဘာထွက်ကြတယ်ရုံမမျက်နှာကိုအနီးကပ်မြင်ပြီးလန့်လို့ကြောက်သေးထွက်ကုန်ဟမ်နင်းကမြန်ငါ့ကိုလန့်ရရှိသေးတယ်ငါပူတင်းရုံနဲ့ပထမဂိမ်းမှာနိုင်ရရှိသွားတဲ့လူကြီးမင်းတွေအားလုံးကိုစိတ်ရင်းနဲ့ဂုဏ်ပြုပါတယ်